ဝိညာဉ်ရေးကောင်းဆောင်မှုအတွက်ပြင်ဆင်ခြင်းငါတို့ဝိညာဉ်ရေးရမှာနော် Christianity ထဲမှာဝိညာဉ်ရေးရမှာကျွန်တော်တို့ကောင်းဆောင်မှုပေးနိုင်ဖို့ရန်ဘယ်လိုကိုပြင်ဆင်မလဲအဲ့ဒီကောင်းစဉ်အောက်မှာကျွန်တော်ဆွေးနွေးဖို့ဖြစ်တယ်အဲ့ဒီထဲမှာတော့ယောရှုအကြောင်းပဲကျွန်တော်တို့ research လုပ်ရမှာမောရှေရဲ့လက်ထောက်ဖြစ်တဲ့ယောရှုကမောရှေရဲ့နေရာမှာခေါင်းဆောင် spiritual ခေါင်းဆောင်ကြီးတယောက်ဖြစ်ဖို့ရန်အတွက်မဖြစ်ခင်မှာသူပြင်ဆင်ခြင်းယူတဲ့အရာကိုကျွန်တော်ဒီနေ့လေ့လာဖို့ဖြစ်တယ်အဲ့ဒီမှာဒီစာအုပ်ကပေးခြင်းတဲ့အချက်9ချက်ရှိတယ်အဲ့9ချက်ကိုကျွန်တော်ဖော်ပြမယ်နော် number 1 prayer ဆုတောင်းခြင်းတွေ့ရလိမ့်မယ်ဒုတိယကယူပါယုံ vision ကျွန်တော်တို့ယောရှုအပြင်မြင်တွေ့ရမှာပြီးတဲ့အခါမှာ number 3အနေနဲ့ devotion ကိုယ်ကိုယ်စိတ်ကခြင်းနော်ကိုယ့်ရဲ့တာဝန်အပေါ်မှာတက်ဆာရှိခြင်းလို့လည်းအဓိပ္ပာယ်အနေနဲ့တော့ဖွင့်ဆိုလို့ရတယ် number 4အနေနဲ့သဘောထားကြည့်ခြင်းမြင့်တော့စိတ်နဲ့သဘောထားရှိခြင်း number 5 faith ယုံကြည်ခြင်း number 6တန်ရှင်တော်ဝိညာဉ်တော်ရှိခြင်းနောက်ဆုံးအနေနဲ့အစားထိုးနိုင်ခြင်း expandability တဲ့အင်္ဂလိပ်လို expandability အဲ့ဒီ9ချက်ရှိပါတယ်